မင်းတို့တစ်တော့မသုံးဘူးလားတစ်တော့ရဲ့စီဦးကိုသိလားအဲ့ကောင်အောက်ပိုင်းမပါဘူးအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးခုမင်းတို့သုံးနေတဲ့တစ်တော့လေတစ်သားတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လိုလှုပ်သွားတာတစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးမင်းတို့ကသမင်းပြာပုံနဲ့အထမှာမဟုတ်တော့စိတ်ဓာတ်တွေကြပြီးတော့လမ်းဖေးရောက်သွားမှာလေလူနေခြုံကြားစိတ်ထားဝဒိတဲ့ခြုံကြားစိတ်ကဘယ်တော့မှဘုံပြားမရဘူးတို့တော့စိတ်ထားကိုတာဝရိန်နာလောက်ထိတင်ပြထားလူနေခြုံကြားစိတ်ထားဝဒိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခက်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးအဲ့ဒါတတလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနဲ့လည်းမထူတော့စိတ်တော့နဲ့လည်းထူဖို့လို့စိတ်တင်နာနေဒီလောကစိတ်တင်နာပရိကတတိစိတ်တတဧကဓမ္မတတပ်ပိဝဝတမနကုအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကိုဖွံ့ဖြိုးတက်အောင်လုပ်တာတခြားသူတွေလုပ်တာမဟုတ်ဘူးအဲ့ဒီစိတ်တွေကလုပ်တာဒါကြောင့်အဲ့ဒီစိတ်ကိုမင်းတို့ဘလောက်ကြန့်ခိုင်အောင်လေ့ကျင့်ထားမလဲဘလောက်အစီအသွေးပြည့်တဲ့ world power ပြည့်တဲ့ English ဖြစ်တဲ့ English အကျိုးစီးပွားဖြစ်သွင်းစေတဲ့ဟာပေါ့အဲ့လိုစိတ်ထားဖြစ်အောင်ဘယ်လိုမျိုးလေ့ကျင့်ထားမလဲအဲ့ဒါအရေးကြီးတယ်နော်ဒါကြောင့်မင်းတို့လူနေခြုံကြားနေလဲစိတ်ထားအောင်တာဝရိဏလောက်တင်ပြီးရီမန်းချက်ကြီးကြီးထားမှိုင်းမနေနဲ့ငိုင်းမနေနဲ့လေးမနေနဲ့ဖက်မနေနဲ့နောက်10နှစ်နေဒီတဲ့ကလေးတွေပြောင်းသွားမယ်အသက်အရွယ်တွေလည်းပြောင်းသွားမယ်လူတွေလည်းပြောင်းသွားမယ်ဒီထဲကတဝက်လောက်ကအလုပ်တွေပြောင်းသွားမယ်ထင်တယ်ပြောင်းလောက်တယ်နော်ဘုံဘုံထင်တယ်နော်ခွတ်တယ်ခေါ်တာခုခေတ်ကလေးတွေအလုပ်ခဏခဏအပြောင်းမြန်ဒါပေမဲ့ဒီထဲနေဖွံ့ဖြိုးတိုးတက်သွားတဲ့သူဘယ်နှယောက်လဲဆိုတာလက်ကားချောင်းပြည့်ရင်ကံကောင်းတယ်လူတိုင်းမပြောင်းနိုင်ဘူးစိတ်ထားကောင်းတဲ့လူတွေပြောင်းလဲနိုင်လိမ့်မယ် change your mind change your world ကိုပြောင်းကဘာကြီးပါပြောင်းပြလို့ရတယ်